ဇွန်လ14ရက်နေ့နောက်ပိုင်းအသက်အန္တရာယ်ရှိတဲ့အထိဆိုးရွားလာမယ့်မိုးလေဝသအခြေအနေမနေ့ပြန်ဇွန်လ14ရက်15ရက်နေ့မှာမြန်မာနိုင်ငံရဲ့ပြည်내နဲ့တိုင်းတော်တော်များများမှာမထင်မှတ်ထားတဲ့ရာသီဥတုပြောင်းလဲခြင်းဖြစ်ပေါ်လာတော့မှာပါ။တင်းနေတိုင်းတဲ့ဒေသရော DNA ထဲမှာပါနေပြီလား။ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံတွေကအင်မတန်အားကောင်းနေပြီးတင်းရင်ခေါင်မှုတွေလက်ထွက်သွားနိုင်တဲ့အထိလေတိုက်နှုန်းတွေပြင်းထန်လာတော့မှာပါ။အခုရက်ပိုင်းအတွင်းမှာဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တို့မှာမုတ်တုံတွေအားကောင်းနေတဲ့အတွက်နိုင်ငံတော်မှာမထင်မှတ်ထားတဲ့ရာသီဥတုအပြောင်းလဲတွေနဲ့ကြုံတွေ့လာနိုင်ခြေရှိနေပါတယ်။ဒါကြောင့်ခီးသွားဖို့ရှိနေသူတွေမြစ်ကမ်းနားနဲ့တောင်ပေါ်ဒေသတွေမှာနေထိုင်ကြသူတွေအတွက်ဒီချက်လက်တွေဟာမဖြစ်မနေကြိုသိထားတဲ့အရာတွေပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့မိုးရွာသွန်းမှုအခြေအနေကိုကြည့်ရရင်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်း၊အေရဝတီတိုင်း၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။ဒီဒေသတွေမှာရိုးရိုးမိုးရွာတာမျိုးလောက်တည်းမဟုတ်ပဲမိုးတိမ်တောင်တွေအထူးဖြစ်ထွန်းနေတဲ့အတွက်မိုးတက်လေပြင်းတိုက်ခတ်တာမိုးထစ်ချုံရွာတာလျှက်စီးလက်တာနဲ့တချို့နေရာတွေမှာမိုးသီးကျွေတာတွေအထိဖြစ်ပေါ်နိုင်ခြေရှိနေပါတယ်။ဒါကြောင့်ပြင်းပေါင်းထွက်မဲ့သူတွေအနေနဲ့ထီးမိုးကာပြင်လေပြင်းအနေကိုပါထူးထူးစိုက်ဖို့လိုအပ်နေပါတယ်။ကိုင်းရွက်ဒေသနဲ့ပင်လယ်ပြင်ခြေနေကိုဆက်ကြည့်ရင်လည်းအထူးသတိထားမယ်နေထားမှရှိနေပါတယ်။မြဝကျော်မောင်မုတ်တမခွေရခိုင်ကမ်းယူရန်တချောင်းနဲ့ကမ်းလွန်ပြင်လယ်ပြင်တွေမှာရံပန်ရံခါမိုးတက်လေပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြာရောက်နေတဲ့အချိန်မှာဆိုရင်ရေပြင်ရောမြေပြင်မှာပါလေတိုက်နှုန်းဟာတနအီကို35မိုင်ထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။လိုင်းမြင့်နေနဲ့ကတော့9ပေကနေ17ပေဝန်းကျင်ထိရှိနိုင်တဲ့အတွက်ကမ်းယူရန်မှာနေထိုင်သူတွေငါးဖမ်းလီတွေနဲ့ပင်လယ်ပြင်ခီးသွားမဲ့သူတွေအနေနဲ့အထူးသတိပြုကြဖို့နဲ့လိုအပ်ရင်ခီးစဉ်တွေကိုရွှေ့ဆိုင်းထားဖို့အကြံပြုချင်ပါတယ်။အထူးခြားဆုံးနဲ့ဆိုးရွားဆုံးခြေအနေတစ်ခုကတော့မြောက်ပိုင်းဒေသတွေဖြစ်တဲ့ဖားကန့်လုံးခင်းစားတဲ့ကြောက်စိန်တူးဖော်ရေးဒေသတွေရဲ့အနေအထားပဲဖြစ်ပါတယ်။ဒီဒေသတွေမှာနေစဉ်ရက်ဆက်မိုးတဲထန်စွာရွာသွန်းနေတဲ့အတွက်မြေသားတွေပေါ်လာပြီးမြေပြိုတာကမ်းမပြိုတာနဲ့စွန့်ပစ်မြေစာပုံတွေပြိုကျနိုင်တဲ့အန္တရာယ်အလွန်များပြားနေပါတယ်။ဒါပြင်တောင်ကျရင်ရုတ်တရက်ဆင်းလာနိုင်တဲ့အန္တရာယ်လေးရှိနေတဲ့အတွက်မိုင်းလုတ်ကွက်တွေအနီးမှာအလွတ်လုတ်ကိုင်းနေသူတွေချောင်းငယ်မြောင်းငယ်နားမှာနေထိုင်သူတွေအနေနဲ့အချိန်မရွေးဘေးလွန်ရာသို့ရွှေ့ပြောင်းနိုင်မှုထူးသတိထားပြင်ဆင်ထားကြဖို့လိုအပ်ပါတယ်။မိမိရဲ့မိတ်ဆွေမျိုးတွေအဲ့ဒီဒေသမှာရှိနေရင်လည်းအခုပဲကြိုတင်သတိပေးထားဖို့တိုက်တွန်းကြပါတယ်။မိုးလေဝသခြင်းတွေပြင်မြေကြီးချင်းတွေကိုလည်းလစ်လျူရှုထားလို့မရပါဘူး။လက်ရှိမှာချင်းတွင်းမြေနဲ့အေယာဝတီမြေကြီးတွေဟာဖြည်းဖြည်းချင်းစက်တိုက်တက်လာနေတာကိုတွေ့ရပါတယ်။ခန်းနီဟုံးမလင်းဖောင်ပြင်းမွန်လိုက်ကလေးဝါဆောင်တဲ့ချင်းတွင်းမြစ်ကြောင်းတလျှောက်ကမြို့တွေနဲ့ဗမော်ရွှေကူကတားဆောင်တဲ့အေယာဝတီမြစ်ကြောင်းတလျှောက်ကမြို့တွေမှာမြေကြီးကတရေရေတက်လာနေပါတယ်။လက်တလုံးမှာစိုးရင်ရီမတ်ကိုမရောက်သေးပေမဲ့စက်တိုင်မိုးရွာသွန်းနေရင်ရေကြီးရေရှမ်းမှုတွေဖြစ်လာနိုင်တဲ့အတွက်မြေကမ်းနားမှာနေထိုင်သူတွေအနေနဲ့မြေရေတက်ကြကိုနေ့စဉ်စောင့်ကြည့်ဖို့ရည်ကြီးပါတယ်။ရာသီဥတုဆိုတာကအချိန်မီပြောင်းလဲနိုင်တဲ့အတွက်ယခုလိုကြိုတင်သိရှိထားခြင်းကဘေးရန်တွေကိုအကောင်းဆုံးကာကွယ်နိုင်မယ့်နည်းလမ်းပဲဖြစ်ပါတယ်။